Hello people, this is Crystal. ဒီနေ့ vlog လေးမှာတော့ New Zealand မှာအလုပ်ရှာနေတဲ့ my people တွေအတွက်ကို New Zealand ရဲ့ green list လို့ခေါ်တဲ့ skill shortage demand များတဲ့အလုပ်တွေကဘာတွေဖြစ်မလဲဒီတဲ့အခါမှာဒီ green list မှာနှစ်မျိုးရှိတယ် Tier 1 straight to resident နဲ့ Tier 2 work to resident ဆိုပြီးတော့နှစ်မျိုးရှိတယ်ဒီနှစ်မျိုးရဲ့အလုပ်တွေနဲ့သူ့ရဲ့ requirements လေးတွေကိုအလုပ်ရှာနေတဲ့ my people တွေအထောက်အကူဖြစ်စေဖို့အတွက် Kristen နဲ့အတူတူ INZ immigration website မှာ explore လုပ်ကြည့်ပါမယ်။အရင်ဆုံး immigration New Zealand website ကိုဝင်သွားမယ်။ဒီမှာဆိုရှင် Kristen တို့က New Zealand ရဲ့ resident visa pathway ကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ resident visa ကိုနှိပ်တယ်။ skill resident pathway in New Zealand. Okay. skill shortage တွေမှာရှိတဲ့ rules တွေကြီးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုတော့ skill resident pathway မှာလည်းသူကတခြား category တွေရှိတယ်အဲ့ဒီမှာ Crystal ဒီနေ့ explore လုပ်ကြည့်မယ့်အရာက green list pathway ဖြစ်တယ်အဲ့တော့ green list ကို Crystal နှိပ်ကြည့်လိုက်မယ် Okay green list pathway to residence ဒီမှာဆိုလို့ရှိရင်သူပြောထားတယ် this pathway to New Zealand residence is for the people who have a tier 1 or tier 2 job on the green list of in-demand jobs. New Zealand မှာ in-demand လိုအပ်နေတဲ့အလုပ်တွေပေါ့နော်ဒီလိုအပ်နေတဲ့အလုပ်တွေက tier 1 နဲ့ tier 2ဆိုပြီးတော့ရှိတယ်ဒါလေးကို explore လုပ်ကြည့်မယ် tier 1ကခုန Crystal ပြတဲ့အတိုင်းပဲ straight to resident visa ကိုရှောက်ခွင့်ရှိမှာဖြစ်တယ် tier 2ကကျတော့ work to resident so work to resident ဆိုတာအလုပ်အနည်းဆုံး2နှစ် or 3နှစ်ပေါ့နော် job title ကိုမူတည်ပြီးတော့အလုပ်လုပ်ပြီးတော့မှ resident visa ကိုတွားရတဲ့ pathway ဖြစ်တယ်ဒီနေ့မှာတော့ Crystal ကtier 1အလုပ်ကြောင့်လေးကိုပဲ focus ထားပြီးတော့ Crystal နဲ့အတူတူ website မှာကြည့်ကြမယ်နော် Okay အဲ့တော့ Crystal green list role ဆိုတဲ့ job လေးကိုနှိပ်လိုက်မယ်ဒီ link လေးနှိပ်လိုက်မယ်အဲ့ဒီမှာ straight to resident visa နဲ့ work to resident visa ဆိုပြီးတော့ရှိတယ်ဆိုတော့ဒီမှာဒီ search tool မှာ list နဲ့ရှာလို့ရတယ်သူပြောထား industry နဲ့ရှာလို့ရတယ် agriculture ရှိတယ် business profession ရှိတယ် civil construction engineering okay များသောအားဖြင့် engineering နဲ့များတယ်ဆိုတော့ engineer နဲ့အရင်ရှာကြည့်ကြမယ်နော် engineer ရှာလိုက်ပြီဆိုတော့ဒီမှာ different types of engineer ဒီ job title တွေအများကြီးကိုတွေ့ရမယ် okay let's see electrical engineer okay so ကိုကအလုပ်စရှာနေပြီးဒီ electrical ဘိုင်းမှာကိုက experience လည်းရှိထားတယ် qualification လည်းရှိထားတယ် New Zealand ကိုပြောင်းရွှေ့အခြေချဖို့အတွက်အလုပ်ရှာတဲ့အခါမှာ electrical engineer role နဲ့ဒီ title နဲ့အလုပ်ရှာနေတဲ့သူတွေဆိုလို့ရှိရင်သူရဲ့ requirements လေးတွေသိထားမယ်ဆိုလို့ရှိရင်ကိုအတွက်အများကြီးကြိုးရှိစေမယ်အဲ့အတွက် Crystal ထားလေးကိုလုပ်ပြရခြင်းလည်းဖြစ်တယ် okay electrical engineer ဒီမှာ ANZESC ကို job code လေးပေးထားတယ်ဒါကNew Zealand ရဲ့သတ်မှတ်ထားတဲ့ job code and tier 1 role eligible for straight to resident pathway to resident to be eligible you must be working for an accredited employer or have a job offer from one so လုပ်ရမယ်ဒါမှမဟုတ်လို့ရှိရင် job offer ရှိထားတဲ့သူဖြစ်ရမယ် and pay at least New Zealand dollar that is 3.56 an hour တနာရီကိုဒီ job code ဒီ job title ရဲ့ medium wage ပေါ့နော်မှတ်ထားပေးပါ medium wage ကအခုလက်ရှိမှာ medium wage က 33.56 New Zealand dollar ပေါ့နော်တနာရီကိုဒီလောက်ရရှိရမယ်ဒီနှစ်ခုပြီးတဲ့အပြင်ကို if you meet all the visa requirements so တခြား visa requirements တွေလည်းရှိသေးတယ်အဲ့ visa requirements တွေကပါတယ်လည်းကြည့်ကြမယ် green list requirements you must have one of the following ဒီအောက်ကပေါ်ပြထားတဲ့ list တွေကတစ်ခုရှိထားရမယ် okay ဒီ green list requirement ကလေဒါက specific for electrical engineer เนาะ electrical engineer အောက်မှာပဲ specific ပြောထားတဲ့ requirement တွေဖြစ်တယ်အဲ့တော့ကို job title တစ်ခုပြောင်းသွားတိုင်းဒီအောက်မှာရှိ requirements တွေကလည်းပြောင်းလဲနိုင်တဲ့အတွက်ကြောင့် Crystal ကထည့်ပြောခြင်းဖြစ်တယ် okay ပထမဆုံးတစ်ချက်က
a Washington Accord accredited engineering degree ကိုမှရှိပြီးသား qualification ကိုက engineering degree တခုရှိထားတယ်ဆိုလို့ရှိရင်အဲ့ဒီ engineering degree ကဒီကိုရခဲ့တဲ့ qualification ကဘယ် institute ကလဲကိုပေးတဲ့ကျောင်းပေါ့နော် institute ဆိုတာကျောင်းပေါ့ဒီ university ဒီကျောင်းက Washington Accord ဖြစ်ရမယ်လို့ဆိုလိုတာဖြစ်တယ်Okay ဒီနေရာမှာ Washington Accord ကိုလည်းသူအောက်မှာအကျယ်တဝင့်ရှင်းပြထားတယ် Washington Accord ဆိုတာဘာလဲ Washington Accord ဖြစ်မဖြစ်ကိုတက်ခဲ့တဲ့ University Institute ဒါမှမဟုတ်လို့ရှိရင်Polytechnics ပေါ့နော်အဲ့ဒါက Washington Accord ဖြစ်မဖြစ်ဆိုတာကိုလည်း check လို့ရနိုင်တယ်ဒီနေရာမှာ knowledge sharing နဲ့ Crystal ပြောချင်တာကဗမာပြည်က engineer ပွဲရထားတဲ့သူတွေကဗမာပြည်ကကျောင်းတွေကတော့ Washington Accord မဖြစ်ပါဘူးဗမာပြည်ကဒီ Washington Accord ဖြစ်ဖို့အတွက်သူတို့လုပ်နေစင်မှာပဲကံမကောင်းအကြောင်းမလားစွာနဲ့ပဲနိုင်ငံရေးအခြေအနေမငြိမ်သက်ဖြစ်သွားတဲ့အခါမှာဒီ qualification တွေက Washington Accord မဖြစ်ပါဘူးအဲ့တော့စင်ကာပူမှာ NUS NTU စတဲ့ကျောင်းတွေမှာ engineering degree ပြီးထားတဲ့သူတွေကတော့ Washington Accord ဖြစ်ပါတယ်ဒုတိယတစ်ခုတွေနဲ့ a Bachelor of Engineering with honors okay Bachelor degree honor ရထားရမယ်ဒါကလည်း New Zealand Qualification Framework ANZAC QCF ရဲ့ level 8ရှိရမယ်အဲ့တော့ကိုက Washington Accord မဖြစ်ဘူးဆိုရင်မဲ့ဒီ ANZAC QA assessment ယူတဲ့အခါမှာ level 8ရထားလာပေါ့ဒီတစ်ချက်လည်းပြန်ကြည့်ရမယ်အဲ့တော့ green list ထဲက job title နဲ့အလုပ်ရှာနေပြီဆိုတဲ့ဟို assessment ပေါ့နော် ANZAC QA assessment လုပ်ထားရင်တော့ကိုယ့်အတွက်အများကြီးအကျိုးရှိစေမှာဖြစ်ပါတယ်Okay နောက်ထပ်တစ်ချက်ကိုကြည့်ကြမယ်နောက်တစ်ချက်ကကြတော့ qualification at ANZAC QCF level 7 or higher level 7 ကို level 8မရဘူးကိုယ့်ရဲ့ qualification က level 7ဖြစ်နေရဆိုလို့ရှိရင်တော့ with a letter from Engineering New Zealand clarifying that that degree and any further learning meet the benchmark requirements towards chartered professional engineering professional status in New Zealand so CPNG New Zealand မှာရှိတဲ့ engineering professional ပေါ့နော်ဒီ CPNG ကနေပြီးတော့ letter တစ်စောင်လိုအပ်တယ်လို့ပြောတာပါအဲ့တော့ကိုကအကြောင်းလုံးကဒီ transcript တွေပေါ့မူတည်ပြီးတော့ကိုယ့်ရဲ့ qualification က level 7 ရလား level 8ရလားကိုက level 7ဆိုလို့ရှိရင်တော့ဒီ CPNG ရနေပြီးတော့ letter တစ်ခုတောင်းဖို့အတွက်လိုအပ်လိမ့်မယ်ဒါမှမဟုတ်လို့ရှိရင် ANZAC registration as a CPNG ဖြစ်ကြောင်း registration လိုအပ်ပါလိမ့်မယ်ဆိုတော့ဒါကတော့အခုပြပြပေးသွားတာက electrical engineer ရဲ့ green list requirement ပေါ့နော်ဒီ title green list ထဲမှာပါတဲ့ electrical engineer title ရဲ့ requirement ခေတ်ထားပါတော့ကိုကဒီအချက်တွေကတခုမှမမီနေဘူးကိုမှ job offer ကတော့ဒီ title ကြီးနဲ့ရလာပြီဆိုရင်ဘယ်လိုလုပ်ကြမလဲတခြား option လေးတွေ explore လုပ်ရမှာပေါ့ okay ဆိုတော့အောက်ကတခုကိုကြည့်ကြမယ် electrical engineering technician electrical engineer နဲ့ electrical engineering technician နဲ့ပါကွာလဲဆိုရင်တိုက်တယ်ကွာတယ် engineer နဲ့ technician တိုက်တယ်ကွာတယ်ပေါ့အဲ့တော့ tier 1 role technician ဒီ engineering technician ကလည်း tier 1နဲ့မှာပဲပါတယ် pathway to resident to be eligible you must be working for a accredited employer same as above ပဲအပေါ်အတိုင်းပဲ okay medium wage အတူတူပဲ accredited employer ဖြစ်ရမယ်အတူတူပဲ okay ဒီမှာ green list requirements you must have one of the following ဒီ one of the following မှာတော့ပါရှိရမယ်ဆို Bachelor of Engineering with honors triple E ပေါ့နော် electrical and electronic engineering level 8 bachelor degree တခုရှိရမယ် one of the following ဆိုတဲ့ကြောင့်ဒီထက်ကတစ်ခုခုရှိနေရင်ကိုယ့်အတွက်အဆင်ပြေနေပြီပေါ့ဆိုတော့ကိုက engineering technician electrical ပဲဖြစ်ဖြစ် mechanical ပဲဖြစ်ဖြစ် civil ပဲဖြစ်ဖြစ် engineering technician job title နဲ့ offer ရခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ green list requirement နဲ့မှာရှိတဲ့ဟာတွေနဲ့ပြည့်မီလားပေါ့ကိုယ်ပြင်ကြည့်ရမှာပေါ့ Bachelor of Engineering Technology BTech ဒါကဗမာပြည်ကအကြောင်းတက်တဲ့သူတွေဆိုလို့ရှိရင် BTech က4နှစ်ပြီးသွားတဲ့အခါမှာနောက်ဆုံးတစ်နှစ်တက်တော့မှ BE ရတာပေါ့နော်9နှစ်တက်မှ BE ရဆိုအကယ်၍ကိုက BTech ရှိထားလို့ရှိရင်လည်းရတယ်။အဲ့ဆိုဒီမှာသူက specific Washington Accord လိုအပ်တယ်ဆိုတာအောက်မှာနောက်တစ်ကြောင်းဒါပေမဲ့ဒါကတက်တဲ့ကြောင်းဒီအပေါ်ကတစ်ကြောင်းမှာ
BTEC ရရုံနဲ့ကိုအတွက် requirement တစ်ချက်ကပြည့်နေ you must have one of the following တခုရှိပါတယ် okay ကိုက BTEC ရထားတယ် triple E နဲ့ electrical engineer EE နဲ့ပဲရ triple E နဲ့ပဲရ triple E ဆိုလို့ရှိရင်ဒီမှာ online လုပ်တယ်ပေါ့ BTEC ဆိုလို့ရှိရင်NZQA level 7လိုအပ်တယ်ပေါ့ so New Zealand assessment လည်းလုပ်ထားမယ် BTEC လည်းဖြစ်မယ်ဆိုလို့ရှိရင်ဒါ technician နဲ့ရှောက်လို့ရမယ်ပေါ့ဒီတစ်ချက်ရှိတယ်ဒီတစ်ခုကတော့သူကထည့်ထားတော့မယ် Washington Accord or Sydney Accord accredited နောက်တစ်ခု a qualification at NZQCF level 7 or higher ဒါအပေါ်ဟာလည်းတူတူပဲပြီးလို့ရှိရင် NZ registration in the field of electrical engineering as a chartered professional engineer ဒါလည်း CPENG registration ရှိရမယ်ပေါ့ okay ဒီမှာ Crystal ရေအမတို့က BTEC ရှိတယ်အကိုတို့က BTEC ရှိတယ် Washington Accord မဖြစ်ဘူးပမာပြဟာ Crystal အပေါ်မှာပြောခဲ့သလိုပဲပမာပြအကြောင်းတွေမှာ Washington Accord မဖြစ်ဘူးရှောက်လို့ကြလားဆိုရင်ဒီမှာ electrical engineering technician job title engineering technician ဆိုလို့ရှိရင် yes ဒီမှာ INZ မှာဖော်ပြထားတဲ့အတိုင်း BTEC level 7 NZQA NZQCF level 7နဲ့ရှောက်လို့ရတယ် green list ကိုဝင်တယ် so yeah accredited employer ဖြစ်ရမယ်ပြီး medium wage ကိုမြင်ရမယ်ပြီးတဲ့အခါမှာအောက်က green list requirement တွေက one of the following ဆိုတဲ့အတွက်ကြောင့်မလို့အောက်ကပြောထားတဲ့ဒီမှာဆိုရင်2 4 6ချက်တည်းတစ်ခုဖြစ်ရပြီဆိုတော့ကို့မှာတစ်ခုခုရှိလားရှိတယ်ဆိုရတယ်ပေါ့ green list straight to resident နဲ့ဝင်လို့ရတယ် okay ဒါကတော့ electrical engineering electronic engineering technician တူတူပဲ technician ဆိုရှင်က one of the following မှာတူတူပဲ okay so Crystal mechanical တစ်ချက်ကြည့်ကြမယ် mechanical engineer ဒါက engineer เนาะ engineering technician မဟုတ်ဘူး engineer ဆိုလို့ရှိရင်လည်း tier 1 you must have one of the following medium wage 33.56 so ဒီမှာဆိုရှင် engineer ဆိုရှင်က Washington Accord accredited ကိုဖြစ်ရမယ်ဒီ degree ပေးတဲ့ institute ကျောင်းကပေါ့နော် University of Washington Accord ပြရမယ်ဆို engineer level နဲ့မရဘူး and ည CPENG လိုအပ်တယ်ဒီမှာလည်း registration at CPENG လိုအပ်တယ်ပေါ့ okay အဲ့တော့ mechanical engineering technician ဆိုလို့ရှိရင်ရော mechanical engineering technician ဆိုလို့ရှိရင်လည်း BTEC in mechanical level 7နဲ့ရပါတယ်ဆိုတော့ပမာပြည်ကအကြောင်းပြထားတဲ့သူတွေအတွက်ကတော့ဒီကိုက experience ဘယ်လောက်ပဲရှိပလေးစေကို job title ရွေးပြီးတော့အလုပ်လျှောက်တဲ့အခါမှာ mechanical engineering technician အနေနဲ့ယူလာဒါမှမဟုတ် engineer အနေနဲ့ယူလာပေါ့ engineer အနေနဲ့ယူမယ်ဆိုလို့ရှိရင်ကိုရဲ့ green list အောက်ကရှိတဲ့ requirement တွေကပြည့်မီနေရလားပေါ့တစ်ချက်ပြန်ကြည့်ရမယ်ပေါ့ဒါလေးစဉ်းစားဖို့လိုပါလိမ့်မယ် production or plant engineer same thing engineer တိုင်းမှာပြောထားတာ Washington Accord accredited engineering degree လို့ပဲပြောထားတာ okay so ဒါကတော့ engineer အတွက်ပြီးသွားပြီ okay နောက်တစ်ခုကြည့်ကြည့်မယ် IT ဘိုင်းကိုတစ်ချက်ကြည့်ကြည့်အောင် Crystal တို့တူတူ okay ဒါက IT field မှာရှိရဟာလေ let's see software engineer software engineer ဆိုလို့ရှိရင်ဒီမှာ answers ကို job code ပေးထားတဲ့ tier 1နဲ့မှာပါတယ် pathway to resident to be eligible you must be working for an accredited employer or have a job offer if you meet all the visa requirements you can apply okay green list requirement ဒါက IT အောက်မှာရှိတဲ့ software engineer ခုနက Crystal ကြည့်သွားတာကelectrical engineer mechanical engineer ကြည့်သွားတယ်เนาะ so green list မှာရှိတဲ့ဒီ software engineer ကိုကြည့်မယ်ဆိုရင် you must be paid at least 69.80ခုနက Crystal ကြည့်တဲ့electrical engineer ကျတော့ 33.5 something ပါ$33ပဲလိုအပ်တယ် medium wage ကအခုဒီ software engineer IT ဘိုင်းမှာကျတော့ medium wage ကအရင်များတယ်ဆိုတော့ Crystal ပြချင်တာကလေကိုအလုပ်ရှာတဲ့အခါမှာ requirement ကိုရှာနေတဲ့အလုပ်နဲ့သက်ဆိုင်တဲ့ requirement တွေကိုတေချာသိရှိထားဖို့ကိုဒီ New Zealand immigration website မှာပဲကြည့်
သူများပြောစကားတွေလည်းနားမရောင်နဲ့ကိုက software engineer နဲ့ရှာနေဟဲ software engineer ကသူများတွေကပြောတယ် medium wage က33ကျပ်လို့ပြောတယ်ငါ33ကျပ်နဲ့လက်ခံရမလားမသိဘူးမရအောင်တော့ software engineer ဆိုရင်ဒီမှာသူပြောထားတာက 69.80 69ကျပ်တသမ180မှာမရလို့ရှိရင် green list ထဲမှာလေဒီ software engineer title ကြီးရထားပေမဲ့ requirement ကမမီနေဘူးဆိုတော့ medium wage ဆိုတာကလည်းကိုယ့်ရဲ့ job title ကိုမူတည်ပြီးတော့ပြောင်းပါတယ်ပြောင်းလဲရှိပါတယ် medium wage ကလည်းတသက်တည်းမသတ်မှတ်ထားပါဘူးဒီ industry နဲ့ profession နဲ့ဒီ role နဲ့ပေါ်မူတည်ပြီးတော့ပွဲပါတယ်ဒါလေးကိုသတိထားစီလို့အတွက်ပြောရခြင်းဖြစ်ပါတယ် Okay communication technician တူတူပဲเนาะဆိုတော့ yeah နောက်ပြီးတော့မကြည့်အောင်မယ် Okay let's go to health and social services အဲ့တော့တခြား profession တွေတခြားနယ်ပယ်မှာရှိတဲ့ my people တွေကလည်းကိုယ့်ရဲ့ job title ကိုကျွမ်းကျင်တဲ့နယ်ပယ်က green list ထဲမှာရှိလား green list ထဲမှာရှိတယ်ဆိုလို့ရှိရင်လည်းဘယ် position နဲ့ကဒီ specific requirements တွေကကိုယ်နဲ့ပြည့်မီနိုင်မလဲဆိုတာကိုသေချာသိစေချင်လို့တဲ့အတွက်သိစေလို့တဲ့အတွက်ကြောင့်မို့ Christian ဒီဟာလေးကို website လေးကိုတူတူ sharing လုပ်ပြီးတော့မှပြပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ Christian ပြောပြပေးခဲ့တဲ့ sharing လေးကနေပြီးတော့ Christian နဲ့တူတူ export ကြည့်တဲ့အခါမှာကိုယ်ကောင်းထဲမှာဘယ်လို idea လေးရသွားလဲ Christian ကို comment မှာရေးခဲ့ပါကြည့်တဲ့အခါမှာတခြားဥမာ Christian ရေးအကိုကတော့အမကတော့ဒီ feel ကဖြစ်တယ် Christian နဲ့တူတူ explore လုပ်ကြည့်ခြင်းတယ်ဆိုလို့ရှိရင်လည်း you can leave a comment down so like maybe comment များတဲ့သူရှိလို့ရှိရင်လည်း Christian နောက်ထပ် blog တွေထပ်ပြီးတော့လုပ်ပြီးလို့အဆင်ပြေတာပေါ့အဲ့တော့ yeah thank you so much for watching my video and I'll see you in the next one. Ta-ta.